အားလုံးပဲပေါက်ကြပါစေအားလုံးပဲပေါက်ကြပါစေခင်ဗျာအားလုံးပဲကံကောင်းလို့ပေါက်ကြပါစေအားလုံးပဲပေါက်ကြပါစေအားလုံးပဲပေါက်ကြပါစေအားလုံးပဲပေါက်နိုင်ကြပါစေကျွန်တော်ကတော့မနက်ပရိနဲ့ညနေအပိတ်ပေါင်းခြင်းက3ဖြစ်ရမယ်မနက်ပရိနဲ့ညနေအပိတ်ပေါင်းခြင်းက3ဖြစ်ရမယ်ကျွန်တော်အမြင်ကညနေ2ပိတ်မလို့မနက်ကိုတော့1ပရိဖြစ်ခိုင်းထားပါတယ်အဲ့ဒါကြောင့်မလို့မနက်1ပရိနဲ့ညနေ2ပိတ်ပေါင်းမယ်ဆိုရင်3ဖြစ်ပေးမှာဖြစ်ပါတယ်အကယ်၍မင်းတို့တွေကမနက်ကို5ပရိဖြစ်မယ်ဆိုရင်ညနေကိုမနက်ကို5ပရိဖြစ်မယ်ဆိုရင်ညနေကို8ပိတ်ပေးရမှာဖြစ်ပါတယ်ဒါမှ5ပရိနဲ့8ပိတ်နဲ့ပေါင်းရင်3ဖြစ်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ1နဲ့ဒီ2နဲ့ပေါင်းရင်3ဖြစ်မယ်အဲ့လို3ဖြစ်လို့ရှိရင်ဒီပရိနဲ့ဒီမနက်ခင်းပရိနဲ့မနက်ခင်းပရိနဲ့ညနေအပိတ်နဲ့ပေါင်းလို့ရှိရင်3ဖြစ်ပါတယ်မနက်ခင်းပရိနဲ့ညနေအပိတ်ပေါင်းလို့ရှိရင်8ဖြစ်ထားပါတယ်ဒါကြောင့်ဒီထိန်းနဲ့ဒီအပိတ်နဲ့ပေါင်းရင်8ဖြစ်ပါတယ်ဒီမနက်ခင်းပရိနဲ့ညနေအပိတ်ပေါင်းလို့ရှိရင်2ဖြစ်ပါတယ်သူ့ထက်ကဒီ4ထိန်းနဲ့ဒီ8ပိတ်ပေါင်းလို့ရှိရင်2ဖြစ်ပါတယ်အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်မနက်ကို1ပရိညနေကို2ပိတ်မယ်မင်းတို့ကရောမနက်ကိုဘာပိတ်မလဲညနေကိုမနက်ကိုဘာပိတ်လုပ်မလဲညနေကိုဘာပိတ်လုပ်မလဲမနက်ပရိနဲ့ညနေအပိတ်ပေါင်းခြင်းက3ဖြစ်ပေးရပါမယ်ဒီထိန်းနဲ့ဒီအပိတ်ပေါင်းခြင်းက3ဖြစ်ထားတဲ့အတွက်မနက်ပရိနဲ့ညနေအပိတ်က3ဖြစ်ပေးရပါမယ်ညနေအပိတ်2ဘာကြောင့်ဖြစ်ရလဲကြားရလဲဆိုရင်ဒီ2နဲ့ဒီ4နဲ့ဒီ9နဲ့ပေါင်းရင်ဒီပရိဖြစ်ပါတယ်ဒီပိတ်နဲ့ဒီပိတ်နဲ့ဒီထိန်းနဲ့ပေါင်းရင်ဒီပရိဖြစ်ပါတယ်ဒီပိတ်နဲ့ဒီပိတ်နဲ့ဒီထိန်းနဲ့ပေါင်းရင်ဒီပရိဖြစ်ပါတယ်ဒါကြောင့်မလို့ညနေကို9နဲ့4နဲ့ပေါင်းတော့1ဖြစ်တယ်ညနေကို2ဖြစ်ပေးမှ2ပိတ်ဖြစ်ပေးမှဒီမှာ3ပရိဖြစ်ပါတယ်ဒါကြောင့်ညနေ2ပိတ်ပါအားလုံးပဲပေါက်ကြပါစေ